ရဟန်းဝတ်ဖို့ပြင်ဆင်နေတဲ့အချိန်ပေါ့ကောင်းလေးကခေါင်းရိပ်ခံကိုလိုက်တိုင်းသူစိမ့်တဲ့ထိပြက်တွေထိနေခဲ့တယ်သူစပင်တွေကတအားမကြော်လာတယ်ဒါကတော့ပစိန်တုံးနဲ့လည်းဘယ်သူမှဖြတ်လို့မရဘူးဘယ်သူပဲစူးစမ်းဒါသွားတွေကပဲ့အချကုန်တာပဲရက်တွေညက်တွေအကြာကြီးစူးစမ်းပြီးနောက်မှာတော့တန်ခါနှစ်ပါးကစပင်ကိုဆက်ပြီးမရိပ်နိုင်ရင်သူ့ခေါင်းကိုပဲဖျက်ပစ်ရတော့မယ်လို့ဆုံးဖြတ်လိုက်ကြတယ်တပတ်လုံးစူးစမ်းခဲ့ကြပြီးမယ်စပင်ကမြင်းနောင်မှမပြတ်ခဲ့ဘူးနောက်ဆုံးတော့လူတိုင်းလက်လျှော်လိုက်ကြပါတော့တယ်ဆရာတော်ကဖျားတခင်ကကောင်းလေးကိုအမျက်တော်တာထွေနေပြီးထင်ပြီးရုပ်ထုတော်တို့ရှေ့မှာခွင့်လွှတ်ဖို့တောင်းပန်ဖို့ကောင်းလေးကိုဖျားကြောင့်မို့ခေါ်သွားတယ်ဒါပေမဲ့ကောင်းလေးကဥညွတ်ပြီးခေါင်းပြန်မော့လိုက်တာနဲ့ရုပ်ထုတော်တွေကထူးဆန်းစွာနဲ့မျက်နှာလွှဲလိုက်ကြတယ်ဒါကိုမြင်တော့သူလုံးဝကိုအံ့အားသင့်သွားတယ်ဆရာတော်ကလာတခြားရုပ်ထုစီသွားပြီးအဲ့ဒီမှာခွင့်လွှတ်ဖို့တောင်းပန်ကြရအောင်လို့ပြောတယ်ဒါပေမဲ့အကျဉ်းလိုပဲထပ်ဖြစ်ပြန်တယ်အဲ့ဒီရုပ်ထုကလည်းသူ့မျက်နှာကိုလွှဲပစ်လိုက်တယ်အခုတော့ကောင်းလေးရဲ့ပါးပြင်ပေါ်မှာမျက်ရည်တွေစီးကျလာပါတော့တယ်သူကကျွန်တော်ဘာအပြစ်လုံးမိလို့ခမရတို့အားလုံးကျွန်တော်ကိုအဲ့လောက်ဒေါသထွက်နေကြလာလေလို့ပြောတယ်အဲ့ဒီနောက်သူကအကြီးဆုံးရုပ်ထုကတော့အတနာဆုံးဖြစ်မှာပဲလို့တွေးလိုက်တယ်သူကအဲ့ရှိမှဒူးထောက်ပြီးဥညွတ်လိုက်တယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အကြီးဆုံးရုပ်ထုကပါမျက်လုံးတွေမှိတ်ပစ်လိုက်တယ်လာပေါင်းများစွာစိတ်မချမ်းမသာဖြစ်နေခဲ့တဲ့ဆရာတော်ကတော့နောက်ဆုံးမှစိတ်သက်သာရသွားပါတော့တယ်ဘာလို့လဲဆိုတော့ကောင်းလေးရဲ့ခေါင်းကိုအချင်းချင်းရိတ်ဖို့စ조사ရင်းနဲ့ဆရာတော်ကိုလိုက်ရဲ့ထစ်ပြောင်နေတဲ့ခေါင်းမှာတော့စပင်းတွေပြန်ပေါက်လာခဲ့လို့ပဲ